မင်္ဂလာပါရှင်ဒီနေ့စပယ်ကမန်းလေးမျိုးပြည်တကိုမျိုးနဲ့ဂိုင်းစီတီရဲမှာရှိတဲ့ဒီလိုယူကောင်းပြီးလေကောင်းလေးတန်ရနိုင်တဲ့အပြင် facility အပြည့်စုံတဲ့ကိုမှတစ်လားကို10သိန်းကျော်နဲ့ငှားရနိုင်မဲ့အခန်းလေးနဲ့မိတ်ဆက်ပေးသွားပါမယ်အခန်းထဲဝင်လိုက်တာနဲ့ညီမတို့အဲကွန်တစ်လုံးတက်ဆင်ပေးထားတာကိုတွေ့ရမယ်ဆိုဖာဆက်တီလေးတွေပါတယ်မြင်းချက်ကလေးတွေလည်းပြင်ဆင်ထားတာကိုလည်းတွေ့မြင်ရပါမယ်ရှင်ဒါအပြင်ရေကက်တတာလေးတွေလည်းပါမယ်ဝှရှော့ဆက်ကလေးတွေလည်းပါပါမယ်ရှင်မိဖို့ကြောင့်နေရာမှာလည်းကြွေးပြားလေးတွေခင်းပေးထားတာကိုတွေ့ရမယ်။ Model kitchen လေးပြင်ဆင်ပေးထားတာကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်ရှင်။ဒီနေရာလေးကတော့အခန်းတွင်းအမိုက်ဖြစ်စနစ်နေရာလေးပဲဖြစ်ပါတယ်ရှင်။အခုပြထားတာလေးကတော့ common toilet လေးပဲဖြစ်ပါတယ်။ common toilet ထဲမှာဆိုရင်လည်းရေဘူးရေအေးတစ်လုံးလေးလည်းတက်ဆင်ပေးထားတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ရှင်။ဒီခန်းလေးကတော့ master ကန်နဲ့ပဲဖြစ်ပါတယ် master ကန်နဲ့မှာဆိုလည်းညီမတို့မျက်နှာချက်လေးတွေပြင်ဆင်ထားတာတွေ့ရမယ်အဲကွန်လေးတစ်လုံးပါတာကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်ရှင်ခင်းထားတာလေးကတော့ပါကီလေးတွေခင်းပေးထားပါတယ်ရှင်ညီမတို့ကားထဲမှာဆိုရင်လည်းရေပူရေအေးလေးတစ်လုံးတက်ဆင်ပေးထားတော့လည်းတွေ့မြင်ရမှာပဲဖြစ်ပါတယ်ရှင်နောက်ပြီးညီမတို့အရေးပေါ် emergency ထွက်ပေါက်မှာဆိုရင်လည်းတမန်တန်တကားလေးတွေတက်ဆင်ပေးထားတာကိုလည်းတွေ့မြင်ရမယ်အခန်းထဲမှာဆိုရင်လည်းညီမတို့မှန်ညင်ကုံလေးနဲ့တွဲရဲ့ဗီဒီယိုလေးလည်းပါတာကိုလည်းတွေ့မြင်ရမှာပဲဖြစ်ပါရဲ့ရှင်ကန်းလေးကတော့စင်ငယ်ကန်းလေးပဲဖြစ်ပါတယ်စင်ငယ်ကန်းထဲမှာဆိုရင်လည်းညီမတို့ပါကီလေးခင်းပေးထားမယ်ညနေချက်လေးတွေပြင်ဆင်ထားတာကိုလည်းတွေ့မြင်ရမယ်အဲကွန်လေးတစ်လုံးတက်ဆင်ပေးထားတာလည်းတွေ့မြင်ရမယ်ညီမတို့ဒီဘက်မှာဆိုရင်ဘားတန်းလေးတွေပါတာကိုလည်းတွေ့မြင်ရမှာဖြစ်ပါရဲ့ရှင်ပစ္စည်းထားဖို့အတွက်ဘားတန်းနေရာလေးလည်းပါပါရဲ့ရှင်ဒီကန်းလေးကိုလူကြီးမင်းတို့အနေနဲ့ကြောက်နေတတ်မဲ့လို့ယုံကြည်မိပါရဲ့ရှင်ဒီကန်းလေးကိုငှားရမ်းပေးခြင်းနဲ့ဈေးနှုန်းလေးကတော့တစ်လကို12သိန်းကျပ်တိတိပဲဖြစ်ပါရဲ့ရှင်ဒီကန်းလေးကိုလူကြီးမင်းတို့အနေနဲ့စိတ်ဝင်စားလို့ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ညီမတို့ရုံဖုန်းနံပါတ်များဖြစ်တဲ့39 4369 34လုံးနဲ့39 536829တို့ကိုဆက်သွယ်ဆောင်သားနိုင်တယ်လို့လူကိုယ်တိုင်လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ညီမတို့ Gayan City Tower 14 Short 84မှာလည်းရုံးခန်းလေးဖွင့်နေထားပါရဲ့ရှင်အခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်ရိုးသားပွင့်လင်းဖိုးလာမင်းမှာအိတ်ချက်မြန်မာဆုံးယုံကြည်စိတ်ချဖိုးလာမင်းကိုသာဆက်သွယ်လိုက်ပါရှင်ကျေးဇူးများတင်ပါတယ်ရှင်